လင်လူပွဲတွေကြားမှာပျောက်ကွယ်လူနီးပါးဖြစ်ခဲ့ရတဲ့ရခိုင်မင်းဆက်အဖိုးဖြစ်သူဘရင်ကြီးအသက်လူကပကံပြည်ဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့မင်းသားလေးတစ်ပါးသူဟာရန်သူတွေဝိုင်းနေတဲ့ကြားကနေပကံမင်းကျန်းစီသားရဲ့တကူဝင်ကြီးနဲ့မိဘပိုင်ထီးနှန်းကိုဘလူပြန်ယူခဲ့တယ်အေဒီတထောင်ကျော်ကာလလေးမျိုးခင်းတဲ့မငြိမ်မသက်မှုလူကြားကနေတမိုင်းအလဲပလောင်ဖြစ်စီမဲ့ပထမပရင်ခိစွန်တာဘလူပေါ်ပေါလာတယ်ခမဲတို့မြင်နေရတဲ့ဒီဇာကွက်ထဲကခုနှစ်တက်ကရတီကင်းကနန်ရီရဲ့နောက်ွယ်မှာဖုံးကွယ်နေတဲ့တွေးထွက်တန်ယူတမိုင်းမှန်ရီကိုဒီဗီဒီယိုမှာအစအဆုံးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တာလီဆိုပါအလုံးပဲမင်္ဂလာပါခင်ဗျာ Internet Sharing Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel လာဆိုရင်ရခိုင်သမိုင်းကြောင်းတွေဘူးတူတာရစရာအကြောင်းအရာတွေကိုအမြဲမပြတ်ရှာဖွေတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းဗီဒီယိုတွေကိုလွတ်မသွားရအောင်အခုပဲ Internet Sharing Channel ကို subscribe နေပြီးဘေးနားတော့ခေါင်းလောင်းလေးကိုတီးထားပြီးဖို့မိတ္တရခန့်တောင်းဆိုချင်ပါတယ်ခင်ဗျာကဲ subscribe လုပ်ပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့သမိုင်းခီးစဉ်ကိုစောလိုက်ကြရအောင်ညာပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဇာတ်ကွက်လေးကိုအတူတူလေ့လာကြည့်ရအောင်ညာခင်ဗျားတို့မြင်နေရတဲ့ဇာတ်ဟာလေးမြို့ခေတ်ပြင်စမြို့ကာလာရဲ့နောက်ဆုံးအချိန်ကြီးဖြစ်ပါတယ်တမိုင်းမှာထူးခြားတာက AD 1018ကနေ1028အထိစိုးစံခဲ့တဲ့ခေတ္တတင်မင်းလက်ထက်ကနေစာကြည့်မယ်ဆိုရင်တိုင်းပြည်ကအတော်လေးအေးချမ်းခဲ့ပါသေးတယ်ဒါပေမဲ့ပြဿနာကဘယ်ကစလဲဆိုတော့မင်း infew လက်ထက်လွန်ပြီးတဲ့နောက်မှာစတာဗျဇာတ်ကွက်မှာ AD 1058ကနေ1060အထိအုပ်ချုပ်ခဲ့တဲ့မင်းကြီးဖြူနေဝဆိုင်ပြီးတဲ့နောက်ပိုင်းကိုတစ်ချက်တော့တတိထားကြည့်ပေးပါခင်ဗျာ1060ပြည့်နှစ်ဝန်းကျင်မှာထီးနှံစခတ်မှုအားပြိုင်ပွဲတွေကတော်တော်လေးပြင်းထန်လာပါတယ်ဝတ်တန်းတွေအရာဆိုရင်မင်းမျိုးမင်းတွေမဟုတ်တဲ့သူတွေကထီးနှံကိုလူယူဖို့ကြိုးစားလာကြတာတွေ့ရတယ်ဥပမာပြောရရင်1060လောက်မှာစီတပင်အမတ်လိုလူမျိုးတွေနန်းတက်ထဲတာမျိုးပေါ့ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်တကယ်မုံတိုင်းက1098ခုနှစ်မှာလာတာဗျာအဲ့ဒီအချိန်မှာမင်းဘီလူဘီရင်အုပ်ချုပ်နေတဲ့ချိန်ပေါ့မင်းဘီလူမင်းဟာ1085ကနေ1088အထိ3နှစ်လောက်ပဲနန်းဆန်ရပါသေးတယ်ဘူးလက်ထဲမှာတိုင်းပြည်အုပ်ချုပ်ပြီးနည်းနည်းညံဖင်းတယ်လို့အကြောင်းပြပြီးတော့သူ့ရဲ့အမတ်ကြီးတယောက်ဖြစ်တဲ့တင်ခါကပုံကန်มาတော့တယ်တင်ခါဆိုတာကမင်းမျိုးမင်းတွေမဟုတ်ပါဘူးဗျာတာမန်အရက်သားအမှန်မျိုးပါပဲဒါပေမဲ့အာနာရချင်တဲ့စိတ်နဲ့မင်းပြီးလူကိုလွတ်ကြံတပ်ဖြတ်ပြီး1088ခုနှစ်မှာထီးနှန်းကိုအထမသိမ့်ပိုက်လိုက်ပါတယ်ဇေယောင်းမှာ SGPR လူကြီးထားတာတွေ့တယ်မို့လားခင်ဗျာအဲ့ဒါထီးနှန်းလူသူဒါမှမဟုတ်မင်းမရလို့အတိပဲရပါတယ်ဒါဟာရခိုင်မင်းဆက်ပျောက်တောက်လူနှိပါဖြစ်သွားစေတဲ့သမိုင်းရဲ့အတိကအချိုးအကွယ်တစ်ခုပါတယ်ကဲဇလန်ကဒီနေရာမှာပေါ်စေးဝင်စားဖို့ကောင်းလာပြီဗျမင်းပြီးလူအထက်ခံလိုက်တဲ့အချိန်မှာသူ့မှာတားတော်တစ်ပါးကြံ့ရထဲတယ်အဲ့ဒါကတော့မင်းသားလက်ယုံလူခေါ်တဲ့နောက်တစ်ချိန်မှာလက်ညာမင်းနန်းဖြစ်လာမဲ့သူပါပဲစဉ်းစားကြည့်တာဗျကိုဖီအသက်ခံလိုက်ရတဲ့တိုင်းပြည်ကလည်းပုံကန်သူတွေလက်ထဲရောက်သွားပြီဒီတော့မင်းသားငယ်ဟာရခိုင်ပြည်မှာဆက်နေရင်အသက်အန္တရာယ်ရှိနိုင်တာပေါ့ဒါကြောင့်သူ့ရဲ့တစ္ဆာရှိတဲ့နောက်လိုက်အမတ်ကောင်းနေတဲ့အတူပကံပြည်ဘက်ကိုထပ်ပြေးသိမ်းဆောင်ခဲ့ရတော့တာဗျဒီနေရာမှာတမိုင်းမတန်းသည့်အရာဆိုရင်တိုက်ဆိုင်မှုတစ်ခုရှိနေတာကအဲ့ဒီအချိန်ပကံပြည်မှာအုပ်စုံနေတာကဖုံးတုံအကြီးမားဆုံးသောကျန်းစစ်သားမင်းကြီးဖြစ်နေတာပါရခိုင်မင်းသားလက်ယုံကပကံမှာနှစ်ပေါင်း20ကျော်ကာလအောင်ခိုးလုံခဲ့ရပါတယ်ပကံမင်းကျန်းစစ်သားကလည်းရခိုင်မင်းသားကိုလှစ်လူရှုမထားပါဘူးဗျသူ့ရဲ့မွေးစားသားတော်လုံးတပေါထားပြီးစောင့်ရှောက်ထားခဲ့တယ်လို့ဆိုပါတယ်ဒါဟာပကံနဲ့ရခိုင်ကြားကချစ်ကြည်ခြင်းမှုကိုပြသနေတဲ့တမိုင်းမတိုင်တစ်ခုလို့လည်းပြောလို့ရပါတယ်ခင်ဗျာကဲဒီချိန်မှာရခိုင်ဘက်ကတော့ဘာတွေဖြစ်နေလဲမင်းပြည်လူမင်းအသက်ခံလိုက်ပြီးတော့ထီးနှန်းလူထုသိမ့်ခါမင်းပြီးတော့သူ့နောက်ထပ်ဆက်ခံတဲ့မင်းဘုံတန်မင်းပတိဒီလူတွေစက်တိုက်အုပ်ချုပ်နေပါတယ်ဒါပေမဲ့ဗျာမင်းမှန်မင်းကန်မဟုတ်တဲ့သူတွေအုပ်ချုပ်လိုက်တော့တိုင်းပြည်ကမငြိမ်မသက်ဖြစ်နေတော့မှာပဲတိုင်းသူပြည်သားတွေလည်းဆင်းရဲဒုက္ခရောက်နေကြတာပေါ့အချင်းတက်လာတဲ့အခါမှာတော့ပကံမင်းကျန်စစ်သားကသူ့ရဲ့မွေးစားသားလို့ဖြစ်နေတဲ့ရခိုင်မင်းသားလက်ယုံကို
ဖခင်ပိုင်ထီနန်းဖျားဟားစီဖို့ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်ပကံကနေစစ်တီးအင်အားအလုံးအလိမ့်နဲ့ရခိုင်ပြည်ကိုချီတက်လာပြီးထီနန်းလူထုတွေကိုနှိမ်နှင်းပေးခဲ့တာဒီလိုနဲ့ AD 1203ခုနှစ်မှာတော့မင်းသားလိုက်ယုံဟာလက်ရမင်းနန်ဆိုတဲ့ပွဲအမည်နဲ့ရခိုင်ထီနန်းကိုပြန်လည်စိုးစံနိုင်ခဲ့ပါတယ်ဇီယာခွက်ရဲ့အောက်ဆုံးအပိုင်းကိုကြည့်လိုက်ပါခင်ဗျာပထမပရင်းဆိုပြီးရေးထားတာတွေ့ရပါလိမ့်မယ်ဒါပေမဲ့ထူးခြားတာတစ်ခုရှိတာကလက်ရမင်းနန်ကထီနန်းရပေမဲ့မူလမြို့ဟောင်းဖြစ်တဲ့ပြင်စာမြို့မှာနားမဆိုင်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့မြို့ဟောင်းဟာဖခင်ချစ်သူအသက်ခံလိုက်ရတဲ့အတိတ်ဆိုလို့ရှိသလိုစစ်တမ်းကြောင့်လည်းပျက်စီးခဲ့ရလို့ပါ။ဒါကြောင့်နေရာတစ်ခုကိုပြောင်းရွှေ့ပြီးနားမြို့တည်ခဲ့ပါတယ်။အဲ့ဒီနေရာကတော့ပရင်လို့ခေါ်တဲ့နေရာပါပဲ။ပရင်မြို့ဆိုတာကအခုခေတ်ကတော့မြောက်ဦးမြို့ရဲ့အရှေ့တောင်ဘက်လေးမြို့မြစ်ကမ်းနားကပရင်ရွာလေးပါပဲ။လွန်ခဲ့တဲ့နှစ်ကောင်း900ကျော်ကာလတော့ဒီနေရာဟာရခိုင်ပြည်ရဲ့စီကားလာတဲ့မြို့တော်ကြီးတစ်ခုခေတ်ခဲ့တာပါအခုလည်းရှေးဟောင်းမြို့ရတဲ့အမွေနှစ်တွေကိုအဲ့ဒီရွာမှာတွားရောက်လေ့လာနိုင်ပါသေးတယ်ခင်ဗျဒါကြောင့်တမိုင်းမှာဒီကာလကိုပထမပရင်ခေတ်လို့ခေါ်တွင်ခဲ့တာဖြစ်ပါတယ်ဇီယာမှာတွေ့ရတဲ့အတိုင်းလက်ရမင်းနန်1103က1109အလေးအထိမင်းဆက်60ဒီပရင်မြို့မှာထွန်းကားခဲ့တာပါထို့နောက်မှာဒီဟပ်ပါတီမင်းရာဇာကြီးစစ်ကြဝန်ကြီးစားတဲ့မင်းဒီဆက်လက်အောက်ချုပ်ခဲ့ကြပြီးတိုင်းပြည်လည်းပြန်လည်တည်ငြိမ်လာခဲ့ပါတယ်။နောက်တစ်ခုပြောချင်တာကလက်ရမင်းနဲ့နိုင်တာကပကံမင်းရဲ့ကျေးဇူးမကင်းပါဘူး။ဒါကြောင့်သူ့လက်ထက်မှာပကံနဲ့ရခိုင်ဆက်ဆံရေးအလွန်ကောင်းခဲ့ပြီးမဟာမုနီဖရာကြီးကိုပြုပြင်မွမ်းမံတာတွေပကံပုံစံပြီးတူတာလက်ရတွေရခိုင်ဘက်မှာဇွမ်းမိုးလာတာတွေကိုလည်းတမိုင်းမှာတွေ့မြင်ရပါတယ်ခင်ဗျာ။ခြုံငုံတောင်းတရရင်တော့ဗျာပထမပရင်ခေတ်ဆိုတာကမင်းရင်ဖြူနောက်ပိုင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးမုန်တိုင်းတွေကြားကနေပကန်းဒီရဲ့အကူအညီနဲ့ပြန်လည်တည်ဆောက်ခဲ့ရတဲ့ခေတ်တစ်ခုပါမင်းမျိုးမင်းတွေဆက်တဲ့လက်ရမင်းနှန်းကပရင်မြို့ကိုတည်ထောင်ပြီးရခိုင်ရဲ့အချုပ်ချအာဏာကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်ကျွန်တော်တို့အခုကြည့်နေရတဲ့ဇာတ်ကွက်တွေကဂင်းကနန်းတွေခုနှစ်တက္ကရာဒီရဲ့နောက်ွယ်မှာဒီလိုမျိုးတွေးထွက်တန်ရောပလင်းလူပွဲတွေနဲ့စိတ်ဝင်စားစရာတမိုင်းစာလန်တွေရှိနေရပါတမိုင်းကိုလေ့လာတဲ့အခါဒီအချက်တွေကိုတီးထားရင်ပူပြီးပြည့်စုံမှာပါခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးခဲ့တာကတော့ရခိုင်သမိုင်းမှာအရေးပါတဲ့လေးမျိုးခေတ်အပြောင်းလဲနဲ့ပထမပရင်ခေတ်ပေါ်ပေါက်လာပုံကြောင်းပေးဖြစ်ပါတယ်မိတ်ဆွေတို့ကနေကောဒီသမိုင်းကြောင်းအပေါ်မှာဘယ်လိုမြင်မိလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပြီးတော့ကြပါအောင်ခင်ဗျာသမိုင်းကြောင်းတွေကိုအမြဲလေးလာတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ NNS Sharing Channel ကို subscribe မလုပ်ပါသေးဘူးဆိုရင်အခုပဲနှိပ်ပေးခဲ့ကြပါနော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်ခင်ဗျာ